ကဲဘရောအားလုံးပဲမင်္ဂလာပါ IDO Gaming ကနေကြိုဆိုလိုက်ပါတယ်ဒီနေ့ဒီဗီဒီယိုလေးမှာတော့ Great Dragon Spear ဆိုတဲ့ DI တန်အကြောင်းကိုပြပြပေးသွားမှာပါဒါနဲ့ကျွန်တော် channel လေးကို subscribe လုပ်ရသေးဆိုလို့ရှင်တော့ subscribe လုပ်ခဲ့ပေးလို့ရပါတယ်ဒီဗီဒီယိုလေးကိုလည်း like နဲ့ comment လေးတွေရေးခဲ့ပေးဦးနော် Great Dragon Spear DI တန်ကခုလက်ရှိအင်ဂိမ်းထဲမှာဆိုလို့ရှင်တော့တခြား item တွေနဲ့စားလို့ရှိရင်နောက်မှထွက်တဲ့ item အသစ်ထဲမှာပါတယ်ဒီ item ကနေပြီးတော့ physical attack 80 cooldown radius 10နဲ့ critical chance 20ကိုရပါတယ်သူ့ရဲ့ passive ကဒီ item ဆက်ထားတဲ့ hero က ultimate သုံးလိုက်တဲ့အခါမှာ movement speed 30%ကို9.5 စက္ကန့်ကြာရရှိမှာပါသူပြောချင်တာကဒီ item ဆက်ထားတဲ့ hero က ultimate သုံးလိုက်တဲ့အခါမှာရုပ်တရက် movement speed မြန်သွားမှာပါဒီ passive ရဲ့ cooldown က5 စက္ကန့်ကြာရှိမှာပါဒီ item နဲ့လိုက်တဲ့ hero ကတော်တော်လေးနည်းပါတယ်ဒီထဲမှာဒီ item ထည့်ဆောက်လို့ရမယ် hero တွေကိုကျွန်တော်ရွေးပေးပါမယ် fighter ထဲမှာဆိုလို့ရှိရင်တော့ပထမဆုံး hero တစ်ကောင်က Sun ဆန်းကသူ့ရဲ့ ultimate ကိုဝါခွဲပြီးတော့ enemy ကိုလိုက်ချရတဲ့နေရာမှာဒီ item ကိုထည့်ဆော့လို့ရပါတယ်။နောက်ထပ်ဒီ item နဲ့လိုက်တဲ့ fighter hero ကကြတော့စီလောင်ကတော့ဒီ item နဲ့တော်တော်လေးလိုက်ပါတယ်။သူ့ရဲ့ ultimate နဲ့ဒီ item ရဲ့ passive နဲ့ဆိုလို့ရှိရင်တော့စီလောင်ရဲ့ movement speed ကတော်တော်လေးကိုမြန်ပါတယ်။နောက်ထပ် hero တစ်ကောင်ကကြတော့ Argus ကလည်းဒီ item နဲ့တော်တော်လေးလိုက်ပါတယ်။သူ့ရဲ့ ultimate အတောင်ဖွင့်ပြီးတော့ enemy တွေကိုမြန်မြန်လိုက်ချတဲ့နေရာမှာဒီ item ကိုထည့်ဆော့လို့ရပါတယ်။အရင်ကတော့ fighter တွေထဲမှာဆိုလို့ရှိရင်တော့ Ulas ကိုဒီ item ထဲဆော့လေးရှိတယ်။ဒါပေမဲ့ခုနောက်ပိုင်းမတာတွေမှာဆိုလို့ရှိရင်တော့ Ulas ကိုဒီ item ထဲဆော့လေးမရှိတော့ပါဘူး။ Maxman ထဲမှာဆိုလို့ရှိရင်တော့ Aether ကဒီ item နဲ့တော်တော်လေးကိုလိုက်ပါတယ်။ဒီ item နဲ့အလိုက်ဖက်ဆုံး hero လို့တော့ပြောလို့ရပါတယ်။ Aether passive ကလှုပ်ရှားပြီးတော့ enemy တွေကိုတိုက်ခိုက်တဲ့အခါမှာ damage ပိုထွက်ပါတယ်။ဒီ item စတားပြီးတော့ Aether ရဲ့ ultimate နဲ့ enemy တွေကိုလှုပ်ရှားပြီးတော့ damage လိုက်ပေးနိုင်မယ်ဆိုလို့ရှိရင်တော့ Aether ရဲ့ damage ကတော်တော်လေးများပါတယ်။နောက်ထပ် Maxman hero တစ်ကောင်ကကျတော့ပူပွက်ကူပါမှာလည်းဒီ item ကိုထည့်ဆော့လို့ရပါတယ်ကဲဒါကတော့ဒီ item နဲ့အလိုက်ဖက်ဆုံး hero တွေပါဒီ item ကိုထည့်ဆော့လို့ရတဲ့ hero တွေကတော့တော်တော်လေးနည်းပါတယ်ကဲဒီဗီဒီယိုလေးကတော့ဒီလောက်ပဲเนาะကျွန်တော်တို့နောက်ဗီဒီယိုလေးမှာပြန်တွေ့မယ်